စားကြပါခင်ဗျညီကျွေးပါတယ်နော်နောက်ဆုံးအနေဖြင့်ကျွန်တော်တို့ view စီတက်ပါခင်ဗျာအနက်လေးကအရန်ကိုမှုေးပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုကကျွန်တော်တို့ကညွတ်နဲ့ဝတ်တာကြော်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုကြော်လဲဆိုတော့ဆက်လက်အားပေးပါခင်ဗျာဒါတော့ကညွတ်လေးကကျွန်တော်တို့ဒီလိုမျိုးတစ်တစ်လေးနဲ့လှီးပေးလိုက်မယ်ခင်ဗျာဒီမှာနော်ရန်ကုန်မှပါတယ်ဒါကျွန်တော်တို့ဝယ်လာတာဘလောက်3500ပါဗျာကညွတ်ကြတော့ဈေးအနေနဲ့ကြီးတာပေါ့ဗျာအပေါ်မှာဆိုတော့ဒီအမားရတော့သူများတွေကမယူကြဘူးဗျာဆိုင်မှာဆိုတော့ကျွန်တော်တို့ကဒီစားမလောက်မကြောက်လို့အကောင်လုံးထည့်လိုက်ပါလေဗျာကညွတ်ကြော်မှာထည့်ဖို့တော့ဒါဝတ်တာလီးနေပါလေခင်ဗျာနော်အတော့ဒီမကြီးမငယ်ဆိုင်လေးပေါ့ဗျာဒါတော့ဝတ်တာ3ထပ်သားတွေပါဗျာအယူဆုံးစီထည့်ပါမယ်ခင်ဗျာစီကျက်တုံဖြူထည့်ပါမယ်ခင်ဗျာကျက်တုံဖြူရတော့အနမ်းမွေးတဲ့ဒီကျွန်တော်တို့ကြော်ပေးလိုက်မယ်နော်ပြီးရင်တော့ကျွန်တော်တို့ဝတ်တာအင်ကြော်လိုက်မယ်နော်ဝတ်တာကြတော့9000ကိုနဲ့ရွေးရတာပါခင်ဗျာစုပေါင်းတန်ဖိုးဆိုရင်တော့ဖြစ်ဘလုံး1000ကျက်လေးပါစားအနေငယ်ထည့်မယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ကချိုမောက်အနေငယ်ထည့်မယ်ခင်ဗျာရတာနှံ့အောင်လို့ကျွန်တော်မှုပေးလိုက်မယ်ခင်ဗျာဒါတော့ပဲငံပြာကြီးအကြီးလေးပါခင်ဗျာခုဆိုရင်တော့ကျွန်တော်တို့ကညွတ်ထည့်မယ်ခင်ဗျာတော့ပါပူပြောဆုံးလေရမ်းပြောခုကကညွတ်အနေနဲ့ဝတ်သားများများဖြစ်နေတယ်ဗျာဟုတ်ကဲ့ဆိုတော့ဖြစ်နေဒီကျွန်တော်တို့မွန်ပြည်နယ်မှာရတော့ကညွတ်ကတော်တော်ရှားပါတယ်ခင်ဗျာဒီစူပါမားကတ်တွေတောင်မှတော့တစည်းရရတယ်ဗျာဒါတော့မရှိဘူးဖြစ် ABC ပဲငံပြဒီအနောက်ပါခင်ဗျာနောက်ဆုံးအနေဖြင့်ကျွန်တော်တို့ view စီတက်ပါခင်ဗျာအနက်လေးကအရန်ကိုမှုေးပါတယ်ခင်ဗျာဒီကညို့ကြော်လေးကကညို့ကြော်အနက်မရပါဘူးခင်ဗျာဝတ်သားကြော်အနက်ရနေပါလေခင်ဗျာခုဆိုရင်တော့ဖြစ်ကျွန်တော်တို့ဝတ်သားကညို့ကြော်ကြက်ပါပြီခင်ဗျာတငယ်ချင်းများအားလုံးလာစားကြပါခင်ဗျာစားကြပါခင်ဗျာညီကျွေးပါတယ်နော်share ပဲဒီဗီဒီယိုကဒီလောက်နဲ့ပဲအဆုံးတော့မယ်နော်bye bye